တန်တရားခရီးသွားအမှားမလုံးမိစေနဲ့ဒီကောင်းစီလေးကိုမှတ်ထားပြီးတော့တန်တရားခရီးသွားရင်အမှားလုံးမိတဲ့ပုဂ္ဂိုလ်တွေဟာဘယ်ပုံဒုက္ခရောက်ကြတယ်ဆိုတာဘုန်းကြီးတို့တွေမှတ်သားပြီးတော့အမှားမလုံးမိအောင်တတိဆောင်ကြဖို့ပါပဲတန်တရားခရီးသွားနေတဲ့ပုဂ္ဂိုလ်တိုင်းဟာအမှားလုံးမိတတ်ကြတယ်ပေါ့အမှားလုံးမိတဲ့အခါမှာဘာကြောင့်အမှားလုံးမိသလဲဆိုရင်အမှားလုံးမိခြင်းရဲ့အကြောင်းတရားတွေကတော့အမှန်တရားကိုမသိတာကတော့အဓိကပဲပေါ့အေးလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုခွဲခြားပြီးတော့မသိဘူးလှုပ်တဲ့နာမလှုပ်တဲ့နာခွဲခြားမသိသည့်အတွက်ကြောင့်မလှုပ်တဲ့နာကိုလုံးမိခြင်းလှုပ်တဲ့နာကြတော့မလုံးမိခြင်းဆိုတာကအဓိကအကြောင်းတစ်ခုပဲမသိတာကိုအကြောင်းပြုပြီးတော့အဆိုးကိုအကောင်းထင်ပြီးတော့ရံပါရံခါလူတွေဟာလုံးမိတတ်တယ်ပေါ့မမရင်းရင်းနေတခုခုလုံးမိသွားပြီဆိုလို့ရှိရင်ခံရတဲ့အကျိုးဆက်ဟာတက်တာလာတယ်လို့မရှိဘူးပေါ့အဲ့ဒါတွေကိုဘုန်းကြီးတို့တွေဘုရားမြတ်စွာရဲ့လက်ထက်တော်အခါမှာကြုံတွေ့ခဲ့ရတဲ့ပုဂ္ဂိုလ်ရဲ့အခြေအနေကိုဆင်ခြင်သုံးသပ်ပြီးတော့ဒါကိုတတိပေးထားဖို့ပါနော်ကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ကောင်းမှုမကောင်းမှုဒီနှစ်ခုဟာဘာနဲ့စံပြုတ်ပြီးတော့ခွဲရတော့လို့ဆိုတော့မြတ်စွာဘုရားကလှုပ်ပြီးတဲ့အခါမှာပူပန်းနေရတဲ့အလုပ်မျိုးလှုပ်ပြီးတဲ့နောက်မှာလုံးမိတာမှားလေခြင်းလို့စိတ်ထဲမှာပူပန်ရတဲ့အလုပ်မျိုးဟာလည်းမကောင်းတဲ့အလုပ်လို့ခေါ်တယ်အဲ့ဒီအလုပ်တစ်ခုကိုလုံးမိပြီးတဲ့နောက်မှာဘယ်အလုပ်ပဲဖြစ်ဖြစ်အကျိုးဆိုတာပေါ်လာတတ်တယ် result ဆိုတာရှိတယ်ပေါ့ဆိုပါစို့တရေပင်တပင်စိုက်ရင်တရေသီးဆိုတာသီးလာမှာပဲဒါအကျိုးပေါ့နော်အေးကိုလုပ်တဲ့အလုပ်တစ်ခုဟာစိတ်ထဲကတွေးတာပဲဖြစ်စေနှုတ်ကထုတ်ဖော်ပြောတာပဲဖြစ်စေကိုယ်ထိလက်ရောက်လှုပ်တာပဲဖြစ်ဖြစ်တခုလှုပ်လိုက်လို့ရှိရင်ထိုလှုပ်ရရဲ့အကျိုးသက်ဆိုတာအကျိုးသက်ရောက်မှုကပေါ်လာမှာပဲအဲ့ဒါလို့ပေါ်လာတဲ့အခါဖြစ်ပေါ်လာတဲ့အကျိုးတရားကိုငုံငိုရီကြိတ်မိတ်ပြီးတော့ခံစားရမယ်အလုပ်မျိုးဟာမကောင်းတဲ့အလုပ်ဟုတ်တယ်ဒီနှစ်ချက်နဲ့မှတ်ရမယ်နော်ဒါမြတ်စွာဘုရားဒေသနာတော်နဲ့ပြောမယ်ဆိုရင်နတံကမ္မံကတံသာဓုဒီအလုပ်မျိုးဟာမကောင်းဘူးတဲ့ဘယ်လုပ်တုံးယံကတ္တဝအနုတ္တပတိလုပ်ပြီးတဲ့နောက်မှာပူပန်နေရတယ်အဲ့ဒီအလုပ်မျိုးဘယ်တော့မှမလုပ်မိစေနဲ့တဲ့ဒါမှားရွေးနဲ့လုပ်ရတစ်ခုပဲယတ္တအတုမုခောရောဒံအတုမုခောဆိုတာမျက်ရည်ရွှဲနေတဲ့မျက်နှာရောဒံဆိုတာတငုံငုံတယိုယိုနဲ့ယတ္တအတုမုခောရောဒံဝိပါကံပရိသေဝတိအဲ့ဒီလောက်ရရဲ့အကျိုးပေါ်လာပြီဆိုလို့ရှိရင်အကျိုးတရားကိုကြိတ်မိတ်ပြီးတော့ငိုကြွေးခံစားရတဲ့လောက်ရမျိုးဟာမကောင်းတဲ့လောက်ရပဲတဲ့မြတ်စွာဘုရားကလူတိုင်းနားလဲအောင်လို့မကောင်းမှုဆိုတာဒါခေါ်တာလို့ဒီလိုရှင်းပြောတာနော်ကောင်းမှုဆိုတာကြတော့ပြောင်းပြန်ပြီးတော့မှတ်ရမယ်လုံးမိတဲ့ကိစ္စတစ်ခုဟာဘယ်တော့မှပြန်ပြီးငါလုံးမိတာမှားလေခြင်းလို့နောက်နှပ်ပူပန်မှုကိုမဖြစ်စေဘူးဆိုရင်ကောင်းတဲ့အလုပ်ကောင်းမှုပဲတခါအကျိုးပေါ်လာလို့ရှိရင်လည်းပဲရရှိလာတဲ့အကျိုးကိုဝမ်းမြောက်ဝမ်းသာပိဋိသောမနတနဲ့ခံစားရပြီဆိုလို့ရှိရင်လည်းကောင်းတဲ့လုပ်ရလို့ဒီလိုပြောတယ်အဲ့တော့ကောင်းမှုမကောင်းမှုကိုကြည့်ပြီးတော့ဘုန်းကြီးတို့တွေတန်တရားခရီးသွားနေတဲ့အခါမှာအမှားကိုမလုပ်မိစေနဲ့ဆိုတာမကောင်းတဲ့အမှုတွေမလုပ်မိစေနဲ့လို့ပြောလို့လားအဲ့ဒီအမှားကိုလုပ်မိပြီဆိုလို့ရှိရင်ထိုအမှားကနေပုံဖော်ပေးလိုက်တဲ့ထိုအမှားကနေဖြစ်ပေါ်စေတတ်တဲ့အကျိုးတက်ရောက်လာပြီဆိုလို့ရှိရင်
အင်မတန်မှဒုက္ခရောက်တတ်တယ်တဲ့အဲ့ဒါလေးတွေကိုတာရကကြည့်ရအောင်တာရကတွေမြောင်များစွာရှိတဲ့ထဲကနေပြီးတော့တခုစီထုတ်ဆင်ပြီးတော့ကြည့်မယ်ဆိုရင်ဆိုပါစို့တာဝဋ္ဌိပြေကတထေးတယောက်သူ့နာမည်ကပါဠတဲ့အဲ့ဒီပါဠဆိုတဲ့တထေးတယောက်ဟာမြတ်စွာဘုရားကိုတရားနာရတဲ့အခါမှာတရားကိုသိသဘောကျတော့အော်ဒီတရားကိုပြည့်ပြည့်ဝဝလိုက်နာကျင့်သုံးဖို့ဆိုတာလူပေါင်းလူဘဝမှာနေလို့မဖြစ်ဘူးသာသနာပေါင်းဝင်ပြီးတော့ကျင့်မှသာလည်းပြည့်ပြည့်စုံစုံကျင့်နိုင်ပါလို့ဆိုပြီးတော့အဲ့ဒီပါဠဆိုတဲ့တထေးဟာသာသနာပေါင်းဝင်လာခဲ့တယ်ဝင်လာပြီးတဲ့အခါတရားကျင့်တယ်ပေါ့တရားကျင့်တဲ့အခါမှာဘာဖြစ်လာတော့ဆိုမျက်စိယောဂရလာတဝါတွင်လုံးမအိပ်မနေထိုင်ပြီးတော့တရားကျင့်လိုက်တဲ့အခါမျက်စိယောဂရနောက်ဆုံးမှာမျက်စိယောဂကမသက်သာဘူးတစားတဲ့တစားဆိုးပြီးတော့ယဟန္တာဖြစ်တဲ့နေ့ကျတော့မျက်စိလည်းကွယ်သွားတယ်ယဟန္တာလည်းဖြစ်တယ်တပြိုင်နက်လိုဖြစ်တယ်စိတ်ထဲမှာစွဲကပ်နေတဲ့ကိလေသာအာသောတွေလည်းအကုန်ချုပ်ငြိမ်းသွားသလိုမျက်စိနှစ်ကွင်းကလည်းပဲအလင်းမရဖြစ်သွားတယ်အဲ့ဒါလို့ယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်ကြီးယဟန္တာဘဝရောက်ရတဲ့ဘာဖြစ်လို့မျက်စိကွယ်ရတာတုံးလို့ဆိုသာသနာတန်တရားမှာခရီးသွားတော့ကအမှားလုံးမိခဲ့လို့ဒါကြောင့်မလို့ဘုန်းကြီးတို့တွေအမှားမလုံးမိစေနဲ့လို့ပြောတာနော်တခုသောဘဝမှာသူကဆေးเสียဖြစ်ခဲ့တယ်ဆေးเสียဖြစ်တဲ့အခါကျတော့ခုခေတ်လို့ဆိုမူပိုင်းဒေါက်တာပေါ့နော်ဟိုနယ်ဒီနယ်လှည့်ပြီးတော့ဆေးကုတာအဲ့ဒီလိုလှည့်ပြီးတော့ဆေးကုတော့ကြေးရွာတရွာရောက်သွားတယ်မျက်စိအထူးကုအနေနဲ့မျက်စိကုမယ်မျက်စိယောဂရှိတဲ့ပုဂ္ဂိုလ်တွေဆေးကုကျင်တယ်ဆိုတော့အမျိုးသမီးတယောက်ကမျက်စိယောဂဖြစ်နေမျက်စိယောဂဖြစ်နေတော့သူကုမယ်လို့မျိုးသမီးရဲ့မျက်စိယောဂကိုကြည့်တယ်ကြည့်ပြီးတဲ့အခါကျတော့ဘာပြောတော့ဆိုဆေးဘဝကအတွက်စကားပြောတာပေါ့နော်ဒီမျက်စိယောဂကိုပျောက်အောင်ကုပေးမယ်ပျောက်လို့ရှိရင်ဘယ်လောက်ပေးမလဲပေါ့အဲ့ဒီမျက်စိယောဂတဲ့အမျိုးသမီးကလည်းဆရာပေါင်းကိုစုံနေရောသူ့မျက်စိကမသက်သာမျက်ရည်တကြွရွယ်နဲ့မျက်လုံးကြီးကနေရဲလို့မသက်သာအဲ့ဒီဆရာကအာမခံတယ်သူပြောင်းအောင်ကုနိုင်တယ်သို့တော့ပြောင်းရင်ဘာပေးမလဲပေါ့ငွေကြေးစကားပြောကြတယ်စကားပြောတဲ့အခါကျတော့အဲ့ဒီမျိုးသမီးကဘာပြောလိုက်တော့ဆိုရင်ဆရာရဲ့ငွေကြေးတော့ပြောမနေပါနဲ့ကျမမျက်စိပြောင်းအောင်ကုနိုင်ရင်ရှိတဲ့ပစ္စည်းတွေအကုန်ပုံအပ်ပြီးလူကိုယ်တိုင်ကြုံခံရမယ်လို့ပြောကြည့်နော်လူတွေကလည်းစကားကိုအလွန်ကြုံပြောမိတတ်တယ်နှုတ်လွန်ကြုံဖြစ်ဆိုတာရှိတယ်မဟုတ်လားအေးစကားပြောတဲ့အခါမှာအမတန်မှဆင်ခြင်ပြီးတော့ပြောတဲ့တယ်ပေါ့သူကအဲ့ဒါလို့အလွန်ကြုံပြောလိုက်တော့ဆရာကလည်းကောင်းပြီဆိုပြီးတော့သူအစွမ်းထက်တဲ့သူမျက်စင်းတွေဖော်ဆက်ပြီးတော့အဲ့ဒီအမျိုးသမီးကိုမျက်စင်းခတ်ပေးလိုက်တာဤတာတော့အများကြီးတက်တာသွားတယ်ပြောင်းတော့ဖြစ်သွားတဲ့အခါကျတော့ခုနကစကားလွန်ထားသည့်အတွက်ကြောင့်အဲ့ဒီအမျိုးသမီးကလည်းပဲအကယ်၍သူစကားတိုင်ဆိုရှိတဲ့ပစ္စည်းတွေဆေးဆရာပုံအပ်ပြီးသူကိုယ်တိုင်ဂျွန်ဖြစ်တော့မယ်အဲ့တော့သူဘာလုပ်ရတော့ဆိုလို့ရှိရင်စကားကကျွန်းနေပြီစကားကျွန်းရင်နှုတ်လို့မရဘူးအဲ့တော့ဆရာကလာပြီးတော့မေးတယ်ဘယ်နဲ့လဲမျက်စိယောဂတက်တာလားလို့ဆိုဆရာရဲ့အရင်တော့ကနည်းနည်းကျိန်းတာအခုဆရာဆေးခတ်လိုက်မှပိုကျိန်းသွားတယ်ပေါ့သူကလည်းလိန်တာပဲလေမျက်စိပိုကျိန်းညင်အောင်ဆောင်း
ဟိုဆရာကလည်းသိတယ်သူယောဂသူဆေးစွမ်းထက်တယ်မျက်စိယောဂတက်တာတယ်ဆိုသိတယ်အဲ့ဒီနေရာလေးမှာသူဘာအမှားလုပ်လိုက်တယ်လဲတကယ်ကတော့သူကစေရနာထားရမှာမျက်စိယောဂပျောက်အောင်ပဲစေရနာထားရမှာသို့တော့သူ့စိတ်ထဲမှာစိတ်ဆိုးစိတ်မိုက်ကဝင်လာတယ်ဘယ်လိုဝင်လာတော့အေးသူပေးမဲ့စေဘဝကလည်းငါမယူချင်ဘူးဒီအမျိုးသမီးတော့သိစေရဲ့မျက်စိကန်းအောင်လုပ်မယ်ဆိုအတွေးဝင်သွားတယ်အဲ့ဒါကိုပဒုဋ္ဌစိတ်လို့ခေါ်တယ်မုံတီးတဲ့စိတ်ကနေပြီးတော့အမှားတစ်ခုကိုသူလုံးမိလိုက်ဘာလုပ်လဲဆိုရင်မျက်စိကန်းစီတဲ့ဆေးကိုဖော်ဆက်လိုက်တာဖော်ဆက်ပြီးတဲ့အခါအိမ်ပြန်ပြီးတော့သူအိမ်ရှင်မကိုတိုင်ပင်သေးတယ်ဒီလိုပဲငါ့ကိုဆေးဘဝကမပေးခြင်းလို့လိန်နာကဲလိန်နာကြရင်သိစိတ်မယ်ပေါ့မျက်စိကန်းနဲ့ဆေးခတ်ပြီးဟိုရောက်တဲ့အခါကျတော့ကဲမျက်စိမသက်သာရင်ဒါလေးပြောင်းခတ်ကြည့်ပါဆိုပြီးတော့သူကိုယ်တိုင်မှာခတ်ပေးထားဆေးလဲခတ်လိုက်ရောတခါတည်းမျက်လုံးဟာတအားဆက်ပြီးတော့ဖူးဖူးရောင်ရောင်ဖြစ်ပြီးနောက်ဆုံးမျက်စိပေါက်သွားသည့်အထိအောင်ဖြစ်သွားတယ်အဲ့ဒါတန်လျာတွင်မှာအမှားတစ်ခုလုံးလိုက်တာပဲအဲ့ဒီအမှားလုံးမိသည့်အတွက်ကြောင့်ဆေးသမားဘဝကတည်တဲ့အခါကျတော့ငရဲကြပြီးတော့ဘဝအကျဉ်းချင်းမှမျက်စိကွယ်ခဲ့ရတယ်တဲ့ဩယခုခေတ်မှာလည်းမျက်စိကွယ်တဲ့လူတွေမရှိဘူးလားတန်တရားတုန်းကတခုအမှားလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေပါကောင်းပါလိမ့်မယ်နော်အဲ့ဒါကြောင့်မလို့ဘုန်းကြီးတွေတန်တရားကျင်လဲနေတဲ့အချိန်လေးမှာဘာမှတန်ဖိုးမရှိတဲ့ဆေးဘဝကလေးအကြောင်းပြုပြီးတော့အမှားတစ်ခုကိုသွားလုပ်လိုက်တယ်ယဟန္တာဖြစ်တဲ့ဘဝတော်မှာမျက်စိနှစ်ကွင်းအလင်းမရတဲ့ဒုက္ခိတဖြစ်မသွားဘူးလားဒါကြောင့်မို့လို့တန်တရားခရီးသွားနေတဲ့အချိန်မှာအမှားမလုပ်မိစေနဲ့အမှားလုပ်မိလို့ရှိရင်နိဗ္ဗာန်ဝင်ရတာတောင်မှမျက်စိမပါဘဲနဲ့ဝင်ရတဲ့ကိန်းရောက်နေပြီဟုတ်ကလားဒါကြောင့်မို့လို့ဒီလိုအမှားမျိုးမလုပ်မိစေရငွေကြေးရတာကဘယ်တော့မှတန်ဖိုးမရှိဘူးမရတာလည်းဘယ်တော့မှတန်ဖိုးရော့မသွားဘူးကိုလုံးလိုက်တဲ့လုံးရဟာဟိုတစ်ဖက်သားကမျက်စိကွယ်သွားတာတစ်ခါပဲကွယ်တယ်ကိုယ့်ရဲ့စေရနာဆိုးကြောင့်ကိုယ့်အကျိုးပေးတာယဟန္တာဖြစ်မဲ့ဘဝထီအောင်ဘဝတိုင်းလို့မျက်စိတွေကွယ်ခဲ့ရတယ်တဲ့ဒါဆိုလို့ရှိရင်တရားချစ်ခင်သူတော်စင်ပြိဿတ်တို့ဟာစဉ်းစားမိလိမ့်မယ်သူ့မျက်လုံးတစ်လုံးပဲကန်းအောင်လုပ်ခဲ့တာကိုယ့်ကြတော့ဘာကြောင့်အချိန်ချင်းကန်းရတော့လို့ဆိုတော့စေရနာစွမ်းအားတွေကနဲတာမဟုတ်ဘူးဒီမျိုးသမီးမျက်စိကွယ်အောင်လုပ်မယ်လို့ဆိုတဲ့အတွေးတွေကရှေ့ပိုင်းမှာသိမ့်တန်းဂရေထိအောင်စေရနာဆိုးတွေပေါ်ခဲ့တယ်နောက်ဆုံးမှာအိမ်ပြန်တိုင်ပင်ပြီးတော့ဒီမျက်စိကွယ်တဲ့ဆေးကိုဖော်ဆက်ပြီးတော့ကိုယ်တိုင်ဖတ်ခတ်ပေးခဲ့တဲ့ဆိုတဲ့ဒီစေရနာလောက်ရတဲ့ဟာနဲတာမှမဟုတ်ပဲကိုဆိုပါစို့တရေပင်လေးတစ်ပင်တရေစီလေးတစ်စီကိုစိုက်လိုက်တာအပင်ဖြစ်လာတဲ့အခါကျတော့တရေသီးဟာထောင်သောမကသီးတာမဟုတ်လားအဲ့ဒါမျိုးလိုပဲကိုလွတ်ရကလေးကတခုတည်းပဲဖြစ်စီသီးလာတဲ့စေရနာတွေကမြောင်များစွာဖြစ်သည့်အတွက်ကြောင့်စေရနာတစ်ခုအကျိုးပေးတာကြောင့်မို့လို့စေရနာတစ်ခုကြောင့်ငရဲကြတယ်နောက်စေရနာတစ်ခုကြောင့်မျက်စိကွယ်ရတယ်နောက်စေရနာတစ်ခုကြောင့်မျက်စိကွယ်ရတယ်ဆိုတော့မျက်စိပေါင်းမြောင်များစွာကွယ်ရတယ်ဆိုအကျိုးခံစားရတယ်ပေါ့အေးဒါကြောင့်မို့လို့တန်တရားခရီးသွားနေတဲ့အချိန်မှာအမှားမလုပ်မိစေဖို့တတိထားကြရမယ်ဘာမှဒီအတ္တပြာဆိုတာတသက်စာလည်းမဟုတ်ဘူးเนาะအကယ်၍မေတ္တာထားလိုက်မယ်ဆိုရင်ယဟန္တာဖြစ်တဲ့ဘဝမှာမျက်စိကွယ်ဖို့အကြောင်းမရှိတော့ဘူးပေါ့ဒါကြောင့်မို့ဒီလိုအမှားမိမျိုးမလုပ်စေဘူးတဲ့နောက်တစ်ခါအမှားလုပ်တယ်ဆိုတဲ့နေရာမှာဒေါသကြောင့်အခုကဒေါသစိတ်နဲ့အမှားလုပ်တာเนาะဒေါသစိတ်နဲ့အမှားလုပ်တယ်လို့
နောက်ဒေါသတစ်မျိုးကကြောက်တယ်ဆိုတဲ့ဟာလည်းပဲအမှားပဲကြောက်လို့လှုပ်တာပဲဖြစ်စေမနာလို့လှုပ်တာပဲဖြစ်စေဒီစိတ်ရဲ့အခြေအနေတွေဟာလူတွေဟာကြောက်ရင်လည်းပဲအမှားလုပ်မိတတ်တယ်ချစ်ရင်လည်းအမှားလုပ်မိတတ်တယ်မုန်းရင်လည်းအမှားလုပ်မိတတ်တယ်မသိရင်လည်းအမှားလုပ်မိတတ်တယ်ပေါ့ဆိုလိုတာကတော့အဂတိ၄ပါးလို့ဆိုလိုတာပေါ့နော်ဆန္ဒချစ်ခင်ခြင်းကြောင့်လည်းမှားမှားယွင်းလှုပ်တတ်တယ်ဒေါသမုန်းတီးခြင်းကြောင့်လည်းအမှားလုပ်မိတတ်တယ်မောဟအမှန်မသိခြင်းတွေ့ဝေခြင်းကြောင့်လည်းအမှားလုပ်မိတတ်တယ်ဘယကြောက်ခြင်းကြောင့်လည်းအမှားလုပ်မိတတ်တယ်ကဲနောက်တစ်ခုကိုကြည့်အောင်တန်တရားခရီးသွားနေတဲ့အချိန်မှာအမှားအယွင်းတွေသွားလုပ်မိတာတာမာဝတီဥဒိဏမင်းကြီးရဲ့မိဖုရားတာမာဝတီဆိုတာရှိတယ်ကောသမီပြည်ကဥဒိဏမင်းကြီးမှာတာမာဝတီဆိုတဲ့မိဖုရားရဲ့ဝါတုလဒတ္တာဆိုတဲ့မိဖုရားရဲ့မာဂန္တိယဆိုတဲ့မိဖုရားရဲ့မိဖုရား၃ဦးရှိတယ်အဲ့ဒီမဲ့တာမာဝတီဆိုတဲ့မိဖုရားဟာနန်းတော်ပြတ်သက်ကြီးတစ်ခုလုံးမီးလောင်ပြီးတော့အချမ်းရံ900နဲ့ကွာတည်ဆုံးသွားခုခေတ်လိုပြောမယ်ဆိုရင်ဒါအသေးဆုံးနဲ့တည်သွားတာပေါ့သူတို့နေတဲ့စံနန်းဟာမီးလောင်ကျွမ်းသွားတယ်အဲ့ဒါနဲ့မီးထဲပါသွားတယ်လူ900မီးလောင်လို့တည်တယ်ဆိုတော့နဲတာမှမဟုတ်ဘဲနဲ့နော်တယောက်တလေသေးတာမဟုတ်ဘူးအိမ်မီးလောင်တာနဲ့တခါတည်းတာမာဝတိအမှုရှိတဲ့မိဖုရား900လုံးဟာမီးလောင်ပြီးတော့သေသွားကြတယ်အဲ့ဒါလိုမီးလောင်ပြီးတော့ဘာကြောင့်သေရတာတုံးလို့ဆိုလို့ရှိရင်တော့မျက်မြင်အားဖြင့်ပြောမယ်ဆိုရင်ဟိုမကောင်းကြံတဲ့မာဂန္ဒီမိဖုရားကနေပြီးတော့မီးရှို့လို့မီးလောင်ခံရတယ်လို့အပြင်မှာတော့အဲ့လိုကြားရမှာပေါ့သို့တော့မဟုတ်ဘူးတာမာဝတီမီးလောင်လို့သေရတာသူတခုသောဘဝမှာအမှားလုပ်ခဲ့တယ်နန္တရားခရီးသွားနေတဲ့အချိန်မှာသူအမှားတစ်ခုလုပ်ခဲ့တယ်။ဘာတွေလုပ်မိတုံးဆိုတော့ဟိုဘဝတုန်းကလည်းသူကဘုရင်ရဲ့မိဖုရားရံပြေတော်နဲ့တူတူထိုခေတ်ကမိဖုရားတွေကလည်းပဲမြစ်စိတ်ကိုဆင်းပြီးတော့ရေချိုးလေးရှိတယ်ပေါ့နော်။အဲ့လိုမြစ်စိတ်ကိုဆင်းပြီးတော့ရေချိုးတဲ့အချိန်မှာဘုရင်နန်းတော်မှာပိစိကဗုဒ္ဓ10ပါးနေ့စဉ်ဆွမ်းစားကြွလေးရှိတယ်အဲ့ဒီနေ့မှာပိစိကဗုဒ္ဓ9စုကတော့ခန္ဓာမာရဏတောင်ကိုပြန်ကြွသွားပြီးတော့တပားကတော့မကြွဘဲနဲ့အဲ့ဒီမြေကမ်းနားကခြုံပုတ်တစ်ခုထဲမှာထိုင်ပြီးတော့ခြုံအောက်မှာတမဘဝင်စားနေလူမမြင်သူမမြင်ခြုံထဲမှာဝင်ပြီးတော့တမဘဝင်စားနေအဲ့ဒီအချိန်မှာဒီမာဂန္ဒီတို့တာမာဝတီအလောင်းဖြစ်တဲ့အဲ့တုန်းကလည်းပဲမိဖုရားမောင်းမမိတ်တန်900သူတို့အဖွဲ့ရေချိုးကြတယ်ရေချိုးတာအာရပါယရေချိုးရင်ကနေပြီးတော့ချမ်းတဲ့အခါကျဘာလုပ်ချင်တော့ဆိုအမီးလုံညင်တာပေါ့မီးလုံညင်တော့ခုနကပိစိကဗုဒ္ဓထိုင်းနေတဲ့ခြုံပုတ်ကိုကောင်းကောင်းပိစိကဗုဒ္ဓထိုင်းနေမှမသိဘူးဒီခြုံပုတ်ကြီးကိုမီးတိုက်လိုက်ရင်တော့တို့မီးလုံလို့ရမှာပဲဆိုခြုံပုတ်ကြီးကိုမီးတိုက်ကြတယ်ခြုံပုတ်ကြီးမီးတိုက်လိုက်လို့မီးတွေလောင်တဲ့အခါကျတော့ပိစိကဗုဒ္ဓကတော့နိရောဓသမဘဝင်စားနေတာဆိုတော့ဘာမှမဖြစ်ဘူးတမာတိအစွမ်းအားကြောင့်ပိစိကဗုဒ္ဓကိုမီးမလောင်သို့တော့ခြုံပုတ်ကြီးမီးလောင်သွားတဲ့အခါကျတော့ကိုရောကြီးကငုတ်တုတ်ပေါ်လာတဲ့အခါကြည့်လိုက်တော့ဟာတို့အိမ်ဆွမ်းစားကြတဲ့ပိစိကဗုဒ္ဓကြီးပဲဘယင်ကြီးသိရင်တော့တို့တော့တတ်တော့မှာပဲပေါ့သူတို့စိတ်ထဲမှာတော့မလှုပ်တော့ဒါသေသွားပြီလို့ထင်တာပေါ့အဲ့ဒီတုန်းကမသိလို့မီးရှို့တာကတော့ဒါကံမမြောက်သေးဘူးပေါ့အကုသိုလ်မဖြစ်သေးဘူးသူတို့ရဲ့ရွယ်ချက်ကဘာတော့ဆိုမီးလှုံညင်လို့မီးဖို့တာခြုံကိုမီးရှို့တာပိစိကဗုဒ္ဓပေါ်လာတဲ့အခါကျတော့ဟာတို့အစာဖြောက်မှပဲလက်ရတို့လှုပ်ထားတဲ့ဟာကိုအစာဖြောက်မှပဲဆိုပြီးတော့အနိနာမှာရှိတဲ့ထင်းတွေတက်ကိုင်းတွေချိုးကြပေါ့လေထင်းကြောက်တွေအကုန်စုပိစိကဗုဒ္ဓကြီးကိုဝိုင်းပြီးတော့ထင်းတွေပုံပြီးပြီဆိုတဲ့အခါကျတော့ကဲအစပြောက်အောင်တိုက်မယ်ပေါ့အဲ့ဒါကြတော့အကုသိုလ်ဖြစ်သွားပြီအမှားလုပ်လိုက်တာအကယ်၍သူတို့မတော်တဆဖြစ်တဲ့နှောကဆက်ပြီးတော့အမှားမလုပ်ဖဲနဲ့ပိ
ပိစိကဗုဒ္ဓကိုရှ िख ိုးတောင်းမှမသိလို့လုံးမိတာပါလို့ဆိုလို့ရှိရင်ပိစိကဗုဒ္ဓကလည်းပြိဋိဘံသန္တာမမဟုတ်ပဲတမာရီစွမ်းအားကြောင့်မီးမလောင်တာပဲဖြစ်တယ်အချိန်တိုင်ရင်သူထပြန်သွားမှာနော်သူတို့မီးနဲ့အချိန်ချင်းတိုက်လည်းပဲဒီကိုယ်တော်ပြန်တော်မူမှာမဟုတ်တာအဲ့ဒါကိုမသိတဲ့အခါကျတော့အစဖြောက်ဆိုပြီးတော့ထင်းနေနဲ့ပုံပြီးတော့မီးဝိုင်းရှို့ကြတာမီးဝိုင်းရှို့ပြီးတော့ကဲမီးကျွန်းလောက်ပြီဆိုပြီးတော့နန်းတော်ပြန်သွားကြတာဘယ်ဟုတ်မလဲဒီကိုယ်တော်ကသင်္ကန်းနေပြာတွေဖုံဖက်ထားပြီးနောက်ရကြဆွမ်းစားကြွလာတာပဲဟောသူတို့ရဲ့စေရနာဆိုလောက်ရကပိစိကဗုဒ္ဓပြိဋိဘံစံမသွားတော်လဲပဲစေရနာနဲ့မိတိုက်ခဲ့သည့်အတွက်ကြောင့်တာမဝတိအမှုရှိတဲ့မိဖုရားတွေဟာအဲ့ဒီဘဝကတည်တဲ့အခါငရဲရောက်ဖြစ်လျက်ဘဝဖြစ်လျက်ဘဝမှာသူတော့မီးလောင်လောင်ပြီးတော့အသေးရတယ်တော့ခုခေတ်လည်းပဲဖျားရှိလို့မေးကြည့်လို့ဖျားကိုမေးလျောက်ကြည့်လို့ရှင်လေအသေးဆုံးနဲ့တည်တဲ့ပုဂ္ဂိုလ်တွေကတန်တရားခရီးသွားရင်ကအမှားလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်နိုင်တယ်ဟုတ်ကလားလူတိုင်းဟာတည်တာမှမဟုတ်ပဲကိုလူတိုင်းဟာအသေးဆိုးတဲ့ကတချို့လွတ်လာတာတွေအများကြီးရှိတာပဲအေးဒါကြောင့်မို့လို့တန်တရားခရီးသွားနေတဲ့အချိန်မှာအမှားမလုံးမိစေနဲ့လို့ဒီလိုပြောတာကဲနောက်တစ်ခုကြည့်ကြအောင်အမှားတစ်ခုလုပ်တယ်ဆိုတာရည်စရာအနေနဲ့လည်းသွားမလုပ်နေနဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေကိုသွားပြီးတော့ရည်စရာလုပ်ပြီးလို့ရှိရင်လေထိုပုဂ္ဂိုလ်ဟာဆိုးကျိုးတွေရောက်လာတတ်တယ်တာမဝတီရဲ့အလုတ်အကျွေးထဲမှာခုတ်စုတ်တရာခုတ်စာဥတ္တရာသူ့နာမည်ကတော့ဥတ္တရာသို့တော့ခါလေးကုန်းနေလို့သူ့ကိုခုတ်စုတ်တရာလို့ခေါ်တာခုတ်စုတ်တရာဆိုတာအလွန်ပညာထက်တယ်ဒီကနေ့ခေတ်မှာပိဋကသုံးပုံထဲမှာဣတိဝုဒ္ဒကဆိုတဲ့ကျမ်းရှိတယ်အဲ့ဒီကျမ်းဟာခုတ်စုတ်တရာကနန်းတော်ကနေပြီးတော့နေ့စဉ်ဖျားစီသွားပြီးတရားနာပြီးရင်တာမဝတီတို့ကိုပြန်ဟောတဲ့တရားပဲအဲ့ဒီဣတိဝုဒ္ဒကျမ်းလို့ခေါ်တယ်အဲ့ဒီခုတ်စုတ်တရာဟာဘာဖြစ်လို့ကျွံမဖြစ်ဘာဖြစ်လို့ခါကုံရတယ်လဲကြည့်နော်တန်တရားခီးသွားနေတဲ့အချိန်မှာ तू ဘာအမှားလုပ်ခဲ့တယ်လဲလို့ဆိုလို့ရှိရင်သူတို့နန်းတော်မှာပိစိကဗုဒ္ဓဒီလိုကြွပြီးတော့လာတဲ့ထဲကခုနကမီးလောင်တဲ့အုပ်စုတွေကပဲเนาะအဲ့ပိစိကဗုဒ္ဓတဆူကခါလေးနဲ့ကုန်းနေတယ်ကုန်းနေတော့ तू ကရွှေခွက်လေးကိုပွေပြီးတော့အယုံလေးအဝတ်ယုံလေးကိုအပေါ်ခြုံလို့ဒုပိစိကဗုဒ္ဓကဟောလို့လေးကြွတာဆိုပြီးတော့ခါလေးကုန်းပြီးတော့ तू ကသွားပြဒီရည်စရာလောက်တာเนาะအဲ့ဒီရည်စရာလောက်ခဲ့တဲ့အမှားလောက်ရကြောင်းဖြစ်လျာဘဝမှာဂကုံးမကြီးဖြစ်နေဟောကြည်ဒါမို့တန်တရားထဲမှာသွားပြီးတော့မှားတာတွေမလုံးမိစေနဲ့တဲ့ဘာဖြစ်လို့ကျွံမဖြစ်ရတာတုံးလို့ဆိုတော့တခုသောဘဝမှာ तू ကတထေသမီးဖြစ်တယ်တထေသမီးဖြစ်တော့အဲ့ဒီခေတ်ကဘုရားတဆူရဲ့လက်ထက်ဆိုတော့ဘိက္ခုနီမတွေကရှိတယ်ယဟန္တာဘိက္ခုနီမတွေကသူ့အိမ်လာပြီးတော့အဲ့တထေမနဲ့ယဉ်နီးတဲ့ယဟန္တာဘိက္ခုနီမတွေကအိမ်ကိုအလဲအပတ်လာတဲ့အခါမှာခုခေတ်လို့ဆိုရင် तू ကတဏ္ဍခါလိမ့်နေတယ်ပေါ့နော်တဏ္ဍခါလိမ့်နေတော့တခုလိုချင်တယ်အနားမှာခိုင်းစရာလူမရှိတဲ့အခါကျတော့အဲ့ဒီဘိက္ခုနီမကို तू ခိုင်းမိတယ်အခုခေတ်လဲလူတွေပြောတယ်အမလီမယုံမသေးဒါလေးလှုပ်ပေးစမ်းပါမယုံမသေးလို့ဆိုကြတဲ့ရိုသေတာကိုမဟုတ်ဘူးသူကလူတွေကထင်တယ်မယုံမသေးလို့ပြောလိုက်လို့ရှိရင်အပြစ်မဖြစ်ဘူးလို့ထင်နေတာမဟုတ်ဘူးเนาะအဲ့တော့ तू ပြောတာကမယုံမသေးလို့ပြောလိုက်တာမယုံမသေးဒါလေးအရှင်မရေဒီနားမှာဘယ်သူမှမရှိလို့ရေလေးတစ်ခွက်မယုံမသေးယူပေးစမ်းပါလို့ခိုင်းအဲ့ဒီမှာယဟန္တာဘိက္ခုနီမကသိတယ်ငါယူမပေးရင် तू စိတ်ဆိုးလိုက်မယ်စိတ်ဆိုးရင်ငရဲကြအခုငါယူပေးလို့ရှိရင် तू ဘာဖြစ်မလဲကျွံဖြစ်မယ်အေးကျွံဖြစ်တာငရဲနဲ့စာရင်တော့တက်တာသေးတယ်ဆိုပြီးတော့ဘိက္ခုနီမယူပေးလိုက်တယ်ယူမပေးရင် तू ကစိတ်ဆိုးမှလေအိမ်တောင်နောက်အလာခံရမှခံဟုတ်ကဲ့လား
အဲ့ဒါတတိထားဆရာလေးတွေအိမ်လာရင်ဆရာလေးဒါလေးလှုပ်ပေးစမ်းပါလို့သွားမခိုင်းလေနဲ့နော်မယုံမသေးဆိုပြီးခိုင်းတတ်တယ်လူတွေကမယုံမသေးခိုင်းနေဆိုကြတဲ့ယုံမယုံသေးတာပဲဒါအေးကောင်းပြီအဲ့ဒါလို့ခိုင်းလိုက်တာကိုအကြောင်းပြုပြီးတော့တခါခိုင်းလိုက်မိတာနဲ့ပဲဖြစ်ရဘဝမှာကျွံမပဲဖြစ်တယ်သူဟောသူများအခိုင်းခံကျွံမဖြစ်တယ်ဒါကြောင့်မို့တန်တရားခရီးသွားတဲ့အချိန်မှာအမှားမလုပ်မိစေနဲ့လို့ပြောတာအဲ့ဒါတတိထားမြန်မာတွေကခိုင်းတတ်တယ်နော်ကြောပါရဲ့ဆိုပြီးတော့လည်းခိုင်းတယ်ပါဇက်ကဆိုတာအဟုတ်လဲကြောတာမဟုတ်နော်အေးမြင့်တဲ့ပုဂ္ဂိုလ်တို့ဦးကိုခိုင်းမိပြီဆိုလို့ရှိရင်ဒီလိုဒုက္ခရောက်တတ်တယ်ရည်စရာအနေနဲ့တောင်မှတစ်ဖက်သားကိုနစ်နာအောင်မလုပ်ထိုက်ဘူးသုလပန္တကဆိုတာကြည့်ယဟနာဖြစ်မဲ့ဘုရားယဟနာဖြစ်မဲ့ပုဂ္ဂိုလ်ပဲညာလိုက်ညာထိုက်မလဲညာအမတန်မှထက်တာပေါ့ပရိသေရိစိတ်ကိုကညာနဲ့ရှင်ပြီးတော့ညာနာတံပြုံးနဲ့မွေးလာတဲ့ပုဂ္ဂိုလ်တူတယောက်ဟာတူဟာဂါထာလေးတစ်ပုဒ်ကိုလေးလကြက်တာမရဘူးတဲ့ရှင်သုလပံဂါထာလေးတစ်ပုဒ်လေးလကြက်တာမရတော့အကိုလှုပ်တဲ့ယဟန္တာမဟာပန္နကကမင်းသာသနာနဲ့မတန်ဘူးအိမ်ပြန်တော့ဆိုပြီးတော့နှင်ထုတ်ခံရတယ်အေးဘာဖြစ်လို့ဂါထာလေးတစ်ပုဒ်ကိုလေးလထိအောင်ကြက်မရတော့စူးစမ်းရတဲ့နဲ့ဘာဖြစ်လို့မရတာတော့ဆိုအတိတ်ဘဝတစ်ခုလုံးကညံလေးတဲ့ကိုယ်တော်ကိုသူကပြောင်းခဲ့တယ်လှောင်ခဲ့တယ်တဲ့ဟောပြောင်းခဲ့တယ်လှောင်ခဲ့တယ်ရည်စရာသွားလို့တယ်အဲ့လိုရည်စရာသွားလို့တော့ဟိုကိုယ်တော်ကရှက်တယ်ရှက်သည့်အတွက်ကြောင့်စာမသိရဲတော့ဘူးအဲ့ဒါကြောင့်မလို့ဒီဘဝမှာသူညံလေးတာတဲ့ဒါကြောင့်မလို့တန်တရားခီးသွားအမှားဆိုတာမလုပ်သင့်ဘူးတဲ့တစ်ဖက်သားကိုနစ်နာသွားအောင်လှုပ်တာမျိုးဟာဒါမှားယွင်းတဲ့လှုပ်တစ်ခုပဲဒါလည်းတတိထားရမယ့်အချက်တစ်ခုပဲနောက်တစ်ခုကိုစဉ်းစားပြီးတော့ကြည့်အောင်ပုတိခတ္တတိတ်တမထေဆိုတာတကူလုံးအနာတွေပေါက်ပြီးတော့ပုတ်ပွားသွားသည်ထိအောင်ယောဂအဆိုးရွားသွားတယ်ခုခေတ်လို့ဆိုရင်တော့ပြောမလားမသိအရေပြားကင်ဆာတို့ဘာကင်ဆာညာကင်ဆာပြောလိုက်မယ်ထင်ပါတယ်တကူလုံးအနာတွေအဖုပိန်ပေါက်ပြီးတော့ယောဂဝေဒနာဖြစ်အယိုးတွေဘာတွေကကိုအကုန်လုံးကျူးပဲ့အကုန်တဲ့အနေအထားမျိုးကိုရောက်သွားတယ်အနန္တကိုဘယ်သူမှမကတ်နိုင်လောက်အောင်သူဒုက္ခရောက်တယ်ဩယဟန္တာဖြစ်မဲ့ဘဝကြီးမှာဒီလိုဖြစ်ရဘာကြောင့်လို့ဆိုရင်တန်တရာခရီးသွားတော့ကသူကအမှားတစ်ခုလုပ်ခဲ့တယ်ငှက်မုတ်ဆိုးဖြစ်စဉ်ခါတော့ငှက်မုတ်ဆိုးဆိုတာငှက်တွေကိုထောင်ပြီးတော့ဖမ်းငှက်တွေထောင်ဖမ်းပြီးတော့ငှက်သားတို့ငှက်ကြော်တို့ရောင်းချတာပေါ့အဲ့ဒါလိုရောင်းချတဲ့အခါမှာသူကအကုန်လုံးတတ်ပြီးရောင်းမယ်ဆိုဝယ်တဲ့လူရှိအောင်မဟုတ်တတ်ထားလို့ရှင်လည်းတိတ်ပြီးတော့ကြာရှည်ခံတာမဟုတ်ခုခေတ်လိုဟိုရေခဲနဲ့စိန်ထားလို့လည်းရတာမဟုတ်ဘူးနော်ရေခဲတစ်တာလည်းရှိတာမဟုတ်ဘူးအဲ့တော့သူဘယ်လိုလုပ်တုံးဆိုရင်ငှက်အရှင်တွေကိုခြေထောက်တွေချိုးထားတောင်ပန်တွေချိုးမပြန်နိုင်အောင်ဆိုပြီးတော့အဲ့လိုလုပ်ထားတာအဲ့လိုလုပ်ခဲ့တဲ့အကုသိုလ်ကယဟန္တာဖြစ်တဲ့ဘဝတောင်မှပဲပေါင်ကျိုးတယ်ဒီကုလုံးဒီအနာတွေပေါက်ပြီးတော့ပုတ်ပွားပြီးတော့လူမကတ်ချင်လောက်အောင်ဖြစ်ခဲ့ရတယ်ပေါ့ဒါဘဝတစ်ခုမှမှားယွင်းခဲ့တဲ့အချက်တစ်ခုပဲပေါ့အေးဒါကြောင့်မို့လို့ဒါလည်းသတိထားเสียရပဲနောက်တစ်ခါသုပ္ပဗုဒ္ဓဆိုတဲ့လူနူတယောက်ဒါပေမဲ့ဒီလူနူကအနာကြီးယောဂတွေကသူကအမတန်မှဖရာတရားတော်နာလိုက်တဲ့အခါမှာသောတာပန်နေပါလေဖြစ်သွားထူးခြားတဲ့အသိဉာဏ်ရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်သို့သောတကူလုံးအဖုပိတ်နေနဲ့အနာကြီးယောဂဆွဲကပ်ပြီးတော့နေဘာဖြစ်လို့ဒီလိုအနာကြီးယောဂဆွဲကပ်ရတော့ခုခေတ်လိုပြောမယ်ဆိုလို့ရှိရင်တော့အနာကြီးယောဂကူးဆက်တာတို့မျိုးရိုးပါတာတို့ပြောချင်းပြောကြမှာပေါ့နော်ဒါပေမဲ့ဒီလူဟာဘာကြောင့်အနာကြီးယောဂဆွဲကပ်ရသလဲလို့ဆိုလို့ရှိရင်တခုသောဘဝမှာပိစိကဗုဒ္ဓတွေကိုဆွဆွဲပြီးတော့နှုတ်နဲ့ပြောခဲ့ဘူးတယ်အနုတွေအဝဲတွေလို့ဆဲခဲ့တယ်တဲ့ဟောအနုအဝဲနဲ့ဆဲခဲ့သည့်ကိစ္စကြောင့်မို့လို့သူကဒီဘဝမှာအနုလာဖြစ်တယ်အင်မတန်မှကြောက်စရာကောင်းတဲ့ဟာဒီနော်
နောက်တစ်ခုကြောက်စရာကောင်းတဲ့ဟာတစ်ခုအမှားအယွင်းဆိုတာဘုန်းကြီးတို့တွေမှာကြုံသွားတတ်တယ်နော်ဒေါသကြောင့်ဖြစ်စေခေါဏကပြောင်းလောင်၍ဖြစ်စေတခုခုကြောင့်စိတ်ဆိုးမှန်ဆိုးဖြစ်တဲ့အခါကြောင့်ဖြစ်စေလူတွေကမှားရွံ့တဲ့အလုပ်တစ်ခုလုံးမိသွားတတ်တယ်ကြည့်ဖယားလက်ထက်ကဇံဘုကဆိုတဲ့ပြပိုက်တယောက်ရှိတယ်အဲ့ဇံဘုကဆိုတဲ့ပြပိုက်ဟာလူတကာကနေပြီးအဲ့အင်္ဂါတိုင်းတို့မကရတိုင်းတို့ကလူတွေကနေပြီးတော့ကိုးကွယ်ကြတာအမတန်ထင်ကြီးတယ်။ဘာဖြစ်လို့လဲဆိုတော့ तू ကအစာမစားဘူးတဲ့လေကိုစားတယ်အဝတ်မို့ဘူး तू ပြင်းထန်တဲ့အကျင့်ကိုကျင့်တယ်လို့အဲ့ဒါလိုနေတယ်လူတွေကသူ့ကိုသိတာတကယ်အကျင့်ကောင်းယဟန္တာလို့သိကြတယ်သို့တော့ तू ကတကယ်မဟုတ်ဘူး तू စားနေတာဘာလို့ဆိုရင်လူတကာစွန့်ထားတဲ့မစင်ကိုစားတာနော်လူတကာစွန့်ထားတဲ့မစင်မှ तू ကစားတာဒါလည်းတန်တရားတစ်ခုတုန်းက तू ကအမှားလုပ်ခဲ့အဝတ်မို့ဘူးဘာလို့ဝတ်မို့တာတုံးဆိုတာလေတန်တရားတုန်းက तू ကအဝတ်မို့စေတတ်တဲ့အပြစ်ကိုဖြစ်ပေါ်လာစေတဲ့ပြစ်မှုတစ်ခုကို तू ကျူးလွန်ခဲ့တယ်ပေါ့အရင်တုန်းက तू ကဘုန်းကြီးတစ်ပါးကျောင်းတစ်ကျောင်းမှာကျောင်းထိုင်နေတဲ့ကျောင်းထိုင်ဘုန်းကြီးတစ်ပါးပဲအာဂနုတစ်ပါးကြွလာတဲ့အခါကျတော့ကျောင်းတကာကအဲ့ဒီအာဂနုမြင်လိုက်တဲ့အခါကြီးညိုတယ်ပေါ့ဒါဘုန်းကြီးတွေမှလည်းတတိထားမယ်ဟာပေါ့အာဂနုကြွလာတော့အာဂနုကိုကြီးညိုတော့ကျောင်းတကာကဘာလုပ်တုံးဆိုရင်အာဂနုကသပင်ရှည်နေလို့သမင်ရိပ်ဖို့ရအတွက်ဆတ်တာတယ်ပေါ့ခုခေတ်လို့ဆိုရင်ဆန္ဒကလူတယောက်ကိုလွှတ်လိုက်တယ်ပေါ့အဲ့ဒီအာဂနုကျိမ့်ဖို့ဆိုပြီးတော့ကိုပြစ်ကောင်းကောင်းအိမ်ကနေတည်ပြီးတော့ပို့တယ်အာဂနုကိုဂယုတစိုက်လှုပ်တာအဲ့လိုအာဂနုကိုဂယုတစိုက်ဖြူစုတာကိုကျောင်းနိုင်ဘုန်းကြီးကမခံနိုင်ဘူးသူ့ကိုတဲ့ပို့ပြီးတော့ကြီးညိုတယ်လို့စိတ်ထဲကထင်တယ်ပေါ့ဘုန်းကြီးတွေမှလည်းအဲ့လိုဖြစ်တတ်တယ်အဲ့လိုဖြစ်တာဘာတော့ဆိုအိတ်တာလို့ခေါ်တယ်မနာလို့မရှုစိတ်နဲ့အိတ်တာဖြစ်လာအိတ်တာဖြစ်လာတဲ့အခါကျတော့အဲ့ဒီအာဂနုရဲ့အာဂနုကိုဒီကိုမနေအောင်သူလှုပ်ချင်အဲ့တော့အာဂနုကိုသူကဘာပြောတော့ဆိုကိုတော်တဲ့ဒီတကာကပေးတဲ့တင်နှုံသားနဲ့ခေါင်းရိပ်ခံမဲ့အစားကိုတော့ခေါင်းကအမွှေးတွေကိုထမ်းစေးနဲ့ဆွဲညက်နှုတ်ထားမှကောင်းသေးတယ်ဆဲရတာပေါ့ဟုတ်ကဲ့လားကိုတော့ဒီတကာကျွေးတဲ့ဆွန်းစားမဲ့အစားလူမစင်စားတာကကောင်းသေးတယ်ဟောသွားဆဲတာဘာလို့လို့ဆိုဒီကိုမနေအောင်လို့သူကလှုပ်တာဒီတကာပေးတဲ့ကိုပြစ်ပေါ်အိပ်မဲ့အစားကိုတော့မြေကြီးပေါ်အိပ်တာကောင်းသေးတယ်ပေါ့ဒီသင်္ကန်းကြီးဝတ်မဲ့အစားတုံးလုံးနေတာကောင်းသေးတယ်နဲ့အဲ့ဒါလို့အာဂနုကိုတော်ကိုပြစ်မှားပြီးတော့ဆဲရေးတယ်ဆဲရေးုံနေမကဘူးနောက်တည့်ရက်မနေ့ကျတော့တကာကနောက်တည့်ရက်အရှင်ဘုရားအာဂနုပင့်ပြီးတော့ကြွားခဲ့ပါလို့မှားထားတာမနေ့မိုးလင်းတဲ့အခါကျတော့အာဂနုနိုးမဆိုလို့နော်အာဂနုနိုးမှဆိုလို့တက်ကဲရိုးလေးနဲ့ခေါင်းလောင်းထိုးတဲ့ဆိုတာအာဂနုကိုမနှိုးပဲနဲ့တိတ်တဆိတ်လေးသူကတကာအိမ်ကြွတော့တကာကအရှင်ဘုရားအာဂနုမပါဘူးလားလို့ဆိုတကာကြီးရဲ့ကိုတော်တခါတည်းဘလောက်ထီအောင်အိတ်နေမှမသိဘူးပေါ့လေခေါင်းလောင်းထိုးတာတောင်မနိုးဘူးပေါ့အပြစ်ပြောပြီးတဲ့အခါကျတော့ဟိုတကာကြီးကတော့ရှင်ဘုရားတဲ့ခရီးပန်းလာလို့နေမှာပါဆိုပြီးတော့သူဆွမ်းနေပါလေကပ်ပြီးတော့ဆွမ်းတပိတ်လှူလိုက်တယ်အာဂနုနိုးလို့ရှိရင်ကျွေးလိုက်ပါဖေရဆိုအဲ့ဒီဆွမ်းတပိတ်ကိုလည်းပဲလမ်းမှာပဲတွန်ပစ်ခဲ့တယ်သူကြည်နော်မှားရွက်နဲ့လှုပ်ရက်တွေသူလှုပ်ခဲ့တယ်တသက်စာလည်းမဟုတ်ဘူးတခဏစာလေးအတွက်လူရမနာလိုတဲ့စိတ်နဲ့မှားရွက်နဲ့အလုပ်တွေလှုပ်တယ်အဲ့ဒီလှုပ်တဲ့အခါကျတော့ကျောင်းပြန်ရောက်တဲ့အခါအာဂနုအိတ်တဲ့အခန်းသွားကြည့်တော့မရှိတော့အဲ့ဒီကျတော့မှ तू ထိတ်ထိတ်ပြပြဖြစ်သွားတယ်ပေါ့ငါရဲ့လှုပ်ရက်တွေကိုသိတဲ့ပုဂ္ဂိုလ်ဖြစ်နေပြီအဲ့ဒီပုဂ္ဂိုလ်ကယဟန္တာပုဂ္ဂိုလ်ကြီးယဟန္တာပုဂ္ဂိုလ်ကြီးပြမမိသည့်အတွက်ကြောင့်
တည်တဲ့အခါကျငရဲကြပြီးတော့အခုနောက်ဆုံးဘဝရောက်တဲ့အခါကျတော့သူကအိမ်မှာမွေးလာတဲ့အချိန်ကလေးကဒီကလေးလေးကနိုးတိုက်နိုးမစို့ဘူးဘာစားတော့ဆိုရင်ကိုမစင်ကိုပြန်စားကြည့်နော်ကိုမစင်ကိုပြန်စားလူကြီးတွေကတော့အော်ဒါသူကလေးမို့မတိတတ်လို့ဆိုပြီးတော့နေတာဘာဟုတ်မလဲအတော်လေးကြီးလာတယ်အရွယ်လေးရောက်စကားလေးပါလေးပြောတတ်လမ်းလေးပါလေးရှောက်တတ်လာတဲ့အချိန်မှလည်းထမင်းရဲ့လို့ဟုတ်တိပတိမစားဘူးလူအလစ်မှာမစင်ပဲသွားစားကြာတော့မိအမေဖေတွေကသူ့ရဲ့အကျင့်တွေတွေ့လာတဲ့အခါကျတော့လက်မခံတော့အိမ်ကနေပြီးတော့နှင်ထုတ်တယ်တော်လေးကြီးလာအဲ့တော့နှင်ထုတ်တော့အစိလကားတွေအဝတ်မို့တဲ့ခိုင်းနဲ့ရောက်သွားတဲ့အခါအဲ့ဒီမှာသူ့စပင်ကိုထက်သေးစိမ့်နဲ့ဆွဲပြီးတော့နှုတ်ခံရသူပြောခဲ့တဲ့အတိုင်းဟောအဝတ်မို့ရဘူးမြေကြီးပေါ်မှာအိပ်ရတယ်အဲ့လိုအိပ်ရင်းကနေပြီးအစိလကားတွေအဖွဲ့တွေကညိုတဲ့ရွာတဲ့ထမင်းစားဖို့ဆုံးခံဖို့သွားတဲ့အခါမှာသူ့ကိုခေါ်တာမလိုက်ဘူးသူကျောင်းမှာပဲကြံရစ်တယ်အဲ့လိုနဲ့ဘုရားမလိုက်တော့လေရလာတဲ့အစာအစာတွေသွားကျွေးတဲ့အခါသူကလက်မခံမစားဘူးဆိုတော့အေးဒီကိုတော့ဘာစားနေတယ်လဲဆိုပြီးတော့ဆုံးခံသွားတဲ့အခါတယောက်ကိုချောင်းကြည့်ခိုင်းတဲ့အခါကျတော့သူကဘာလုပ်လဲဆိုအများသွားပြီဆိုရင်အိမ်သာဖွင့်ပြီးတော့လူမစင်တွေကိုစားတာတဲ့အဲ့ဒါနဲ့အစိလကားတွေကလည်းမစင်စားတယ်ဆိုတော့မကောင်းတဲ့ရင်ထွက်မှဆိုလို့သူ့ကိုမောင်းထုတ်လိုက်ကြတာမောင်းထုတ်လိုက်တဲ့အခါကျတော့လူတွေကမစင်စွန့်တဲ့နေရာကြောက်ဖြာဘေးမှာသွားပြီးသူအဲ့ဒီမှာသွားနေတယ်သွားနေပြီးတော့လူတွေမမြင်တဲ့အခါမှာမစင်နေစားပြီးတော့ဘာလုပ်လဲဆိုရင်ခြေတော်တစ်ဖက်မြောက်ပါးစပ်ဟပြီးတော့နေတယ်သူကလေစားတယ်ပေါ့အစာမစားဘူးလိန်နာညာတာနော်အဲ့ဒါနဲ့သူကဘုံတွေပါလေကြီးလာတာနောက်ပိုင်းကျတော့အစာမစားဘူးလေစားတယ်ဆိုပြီးတော့ဘုံကြီးလာတကယ်တော့စားတာလူတွေစွန့်တဲ့မစင်ကိုစားနေတာနောက်ဆုံးမှာသူကတမ္မာပုဂ္ဂိုလ်မဟုတ်ဘူးယန္တာဖြစ်နိုင်တဲ့အနေအထားရှိတယ်ဒါနဲ့မြတ်စွာဘုရားကြွသွားပြီးတဲ့အခါမှာသူ့ရဲ့လောက်ရတွေဖော်ထုတ်ပြီးတော့မြတ်စွာဘုရားတရားဟောတဲ့အခါကျတော့မှသူဟာအကျွတ်တရားရပြီးယဟန္တာကြီးဖြစ်သွားတာနော်ကဲဘလောက်ကြောက်စရာကောင်းတော့ယဟန္တာဖြစ်မဲ့ဘဝတောင်မစင်စားရတဲ့ဘဝမျိုးရောက်သွားသေးတယ်အဲ့ဒါတစ်ချိန်တစ်ခါတုန်းကအမှားလုပ်ခဲ့လို့ပဲဒါကြောင့်တန်တရားခီးသွားတဲ့အခါမှာအမှားမလုပ်မိစေနဲ့တဲ့နော်နောက်တစ်ခုကြည့်ဥက္ခတေနဆိုတဲ့တထေသာကြည့်ဥက္ခတေနရဲ့တထေသာသူတို့ဇနီးမောင်နှံသူဇနီးကတော့ကချေတဲ့မျိုးရိုးသပင်တဲ့မျိုးရိုးခေါ်တာပေါ့ရှေးတုန်းကတော့ဒါမျိုးရိုးရှိတယ်ခုခေတ်ကတော့မဟုတ်ဘူးမျိုးရိုးရဲ့လို့တော့မဟုတ်ကြဘူးဝါသနာပါလို့လုပ်တယ်ဖြစ်လာတယ်ပေါ့နော်သူကချေတဲ့မျိုးရိုးဆိုတော့သူ့အဖေကဇတ်ဆရာသူကတဲ့မင်းသမီးပေါ့လေခုခေတ်ခေါ်လို့ရှိရင်နော်အငိမ့်မင်းသမီးဇာမင်းသမီးပေါ့ဥက္ကသေနာကတော့တထေသာအဲ့ဒီဇာပွဲကြည့်ရင်ကနေပြီးတော့အဲ့ဒီဇာမင်းသမီးကိုသဘောကျပြီးတော့သူလည်းဇာပွဲနောက်လိုက်သွားတထေသာလို့မနေပဲနဲ့ရှေးတုန်းကခုခေတ်ကတော့အနုပညာတယ်လို့ခေါ်ပါတယ်ခုခေတ်တော့နှိမ့်ချတာမရှိဘူးရှေးတုန်းကတော့ဒီလိုအနုပညာတယ်လို့လည်းမခေါ်ဘူးသပင်တယ်လို့ပဲခေါ်တယ်နော်ဗမာပြည်မှာသပင်တယ်လို့ခေါ်ပြီးတော့ဘာခေါ်တော့ဆိုဖက်ခွက်စားလို့ခေါ်သေးတယ်ဇာမင်းသားမင်းသမီးတွေကြားရင်တော့ကြိုက်မှာမဟုတ်ဘူးပေါ့ဒါနော်ရှေးတုန်းကအခေါ်အဲ့လိုခေါ်တယ်ဖက်ခွက်စားလူတွေကရှုံချတယ်ပေါ့သူတို့ကပြတာကြည့်တော့ကြည့်တယ်ဒါပေမဲ့အဲ့ဒီမျိုးရိုးကိုသူတို့ကလူတွေကအထင်မကြီးဘူးသပင်ဒီမျိုးရိုးကိုအထင်မကြီးဘူးဥက္ကသေနာကတထေသာဖြစ်ရတဲ့နဲ့အဲ့ဒီဇက်ပွဲကမင်းသမီးကိုသဘောကျပြီးတော့သူတို့ဇက်ထဲလိုက်သွားတယ်အဲ့ဒီလိုဖြစ်ရတာဟာဘာကြောင့်လို့ဆိုရင်ဘဝတစ်ခုမှာသူကအမှားလုပ်ခဲ့မိတယ်ဘာလုပ်တုံးဆိုတော့ယဟန္တာပုဂ္ဂိုလ်ကြီးတစ်ပါးကိုသူတို့က
ဇနီးမောင်နှံ2ယောက်ပဲအဲ့ဒီတုန်းကလည်းခီးသွားရင်ကနေပြီးတော့လမ်းမှာယဟန္တာတစ်ပါးတွေ့တယ်တွေ့တဲ့အခါကျတော့ယဟန္တာတစ်ပါးကိုသူတို့ဆွန့်ကပ်ကြတယ်ဆွန့်ကပ်ပြီးတော့ဆုတောင်းတယ်ပေါ့အရှင်ဘုရားသိတဲ့တရားမျိုးဒီကောင်းမှုကြောင့်အရှင်ဘုရားသိတဲ့တရားတို့တရားမြတ်ကိုတပည့်တော်တို့သိပြရစေပါလို့ဆုတောင်းလိုက်တဲ့အခါကျတော့ယဟန္တာပုဂ္ဂိုလ်ကြီးကအနာဂတဉာဏ်နဲ့ကြည့်လိုက်တော့ဩသူတို့ဟာငါသိတဲ့တရားတို့တရားမြတ်သိတဲ့ပုဂ္ဂိုလ်တွေဖြစ်မှာပဲဖြစ်တော့မှာပဲလို့ဆိုတာကိုမြင်လို့ယဟန္တာကသဘောကျပြီးတော့ပြုံးတာအဲ့ဒါပြုံးတာကိုမြင်ပြီးတော့ခုနကအမျိုးသမီးလှုပ်တဲ့လူကနှုတ်မဆောင်ဘူးလေကြည်ကိုတော်ကြီးကပြုံးတယ်တဲ့ဇတ်သမားနဲ့တူတယ်ဟောယဟန္တာကိုသွားပြောတာနော်ကိုတော်ကြီးကပြုံးတယ်ဇတ်သမားနဲ့တူတယ်လို့ပြောလိုက်တော့ဟိုယောက်ျားလှုပ်တဲ့လူကလည်းအေးဟုတ်မှာပေါ့ကွာလို့ပြောလိုက်တော့ဒါကြောင့်မလို့ဥက္ကသိဏကဟုတ်မှာပေါ့ကွာဆိုလို့တထေးသားဖြစ်တဲ့နဲ့ဇတ်သမားသွားဖြစ်ရတယ်ကဲဘဝတစ်ခုမှာအမှားတစ်ခုလုပ်ခဲ့မိပြီဆိုလို့ရှိရင်အမြင့်ကလည်းအနှိမ့်ကိုဆင်းသွားတာပဲเนาะဒါကြောင့်မို့လို့အမြဲတမ်းကြောက်စရာကောင်းတယ်လို့တန်တရားခရီးသွားတဲ့နေရာမှာအမှားမဖြစ်စေနဲ့ဒါပြောတာเนาะတခါဇောတိကတို့စတိလတို့မေနကတို့ဆိုပြီးတော့ရာဇဂုပြည်မှာအမြဲတမ်းထင်ရှားတဲ့တထေးတွေဇောတိကတက္ကသိုလ်ပြည်မှာအလွန်ထင်ရှားတဲ့တထေးတယောက်ဖြစ်ခဲ့တယ်စတိလကတက္ကသိုလ်ပြည်မှာအလွန်ထင်ရှားတဲ့တထေးဇောတိကရာဇဂုပြည်မှာအလွန်ထင်ရှားတဲ့တထေးအဲ့ဒီမှာစတိလဟာသူကအခုချိန်မှသာတထေးဖြစ်နေပြီမဲ့လို့သူမွေးလာတာဖအေးမပေါ်ဘူးနော်ဖအေးမပေါ်ဘူးဆိုတာသူကတထေးသမီးတယောက်ကမွေးတာသူ့အမေကတော့တထေးသမီးပဲသို့တော့ဝိဇ္ဇဒိုနဲ့တိတ်တိတ်ပုံမွေးတဲ့စတိလာကတိတ်တိတ်ပုံမွေးတယ်လို့ဆိုကြတဲ့ကလူမသိရဲတဲ့အခါဒီစတိလာလေးမွေးလာတဲ့အခါဘာလောက်ခံရတော့လို့ဆိုတထေးဖြစ်မဲ့ပုဂ္ဂိုလ်ပဲအိုးထဲထည့်ပြီးတော့အဲ့ဒါမြစ်ထဲမျောခံရတာနော်မွေးပြီးတာနဲ့တပြိုင်နက်လူမသိသူမသိမြစ်ထဲမှာရေအိုးထဲထည့်ပြီးတော့မျောလိုက်တာအောက်ကအမျိုးသမီးရေချိုးနေတဲ့အမျိုးသမီး2ယောက်ကဆယ်ပြီးတော့နောက်တော့သူကံအားလျော်ဆိုတာသူကစတိလတထေးဆိုပြီးတော့အိတ်နောက်ဘေးမှာရွှေတောင်ပေါက်တဲ့တထေးကြီးဖြစ်သွားတယ်။အော်တထေးသမီးရဲ့သားဖြစ်ပါရဲ့သားနဲ့အိမ်မှာကျွေးမွေးထားခြင်းမခံဘဲနဲ့ရေထဲမှာအမျောခံရတယ်ဆိုတာတခုသောဘဝမှာအမှားယွင်းနေသူလောက်ခဲ့တယ်။ဘာလောက်ခဲ့တုံးဆိုကတ္တဗမြတ်စွာဘုရားရဲ့ဇေဒီတီးနေတဲ့အချိန်မှာယဟန္တာတစ်ပါးကလာပြီးတော့တရားဓမ္မတွေကိုနှိုးဆော်တယ်ဇေဒီအတွက်ရွှေတွေလိုးနေသေးတယ်ထပ်ပြီးတော့တာဝန်ယူထားတာတွေပြည့်စုံအောင်လှူကြဖို့လိုက်ပြီးတော့တိုက်တွန်းတယ်အဲ့ဒီလိုတိုက်တွန်းတဲ့အချိန်မှာဒီစတိလတထေးကအဲ့ဒီတုန်းကရွှေပရိန်တယ်ဖြစ်တယ်သူကလည်းတာဝန်ယူထားတယ်အဲ့ဒီယဟန္တာကြွလာကနေမှဘာလို့တုံးဆိုအိမ်ကဇနီးနဲ့ရံဖြစ်တာစကားများရံဖြစ်တာစိတ်ဆိုးနေတဲ့အချိန်ပေါ့နော်အဲ့ဒီစိတ်ဆိုးနေတဲ့အချိန်မှာခုနကယဟန္တာကလာပြီးတော့အေးလိုအပ်တဲ့ရွှေတွေကိုဖြည့်ကြလှူကြလို့လာပြီးတော့ပြောတဲ့အခါကျတော့ဘာပြောလိုက်တုံးဆိုတော့ကိုရောတို့ဖရာသာရေထဲသာမျော့ပြလိုက်လို့ပြောလိုက်တာသူကဟုတ်ကလားစိတ်ဆိုးနေတာကသူ့အမျိုးသမီးကိုစိတ်ဆိုးတာဘာမှအပြစ်မရှိတဲ့ဖရာသွားပြီးတော့ရေထဲမျော့ပလိုက်လို့ပြောတော့အမျိုးသမီးလှုပ်တဲ့ပုဂ္ဂိုလ်ကအရှင်ဘယ်လိုပြောလိုက်တာလဲပေါ့ကျမစိတ်ဆိုးရင်ကျမရိုက်ပေါ့ဘာဖြစ်လို့ဖရာကိုသွားပြောတာတော့ဆိုအဲ့ကြတော့မှသူတတိယသွားပြီးတော့ယဟန္တာစီခွင့်တောင်းပြီးတော့ဖရာကိုရွှေပန်းအိုးကြီး3လုံးလုပ်ပြီးတော့သူကဖရာကိုကြော့ပြီးဝန်ချတောင်းပန်ခဲ့ရတယ်သို့တော်လည်းဖြစ်လျာဘဝမှာဘယ်တော့မှအိမ်မှာမကြည့်ရဘူးရေထဲမှာအမျောခံရတယ်သူဟာဒါကြောင့်မို့လို့တန်တရားခရီးမှာမှားမှားယွင်းယွင်းလုံးမိပြီဆိုလို့ရှိရင်အပြစ်တစ်ခုပေါ်လာတတ်တယ်အမတန်ကြောက်ဖို့ကောင်းတယ်လို့ပြောတာเนาะဟောနောက်ဇာလန်တစ်ခုကဘာတော့ဆိုလို့ရှိရင်ရဟန်းတော်တစ်ပါးသူ့ဘွယ်ကမူရင်းကတော့ဒါနပဲရှေ့ကနေပြီးတော့ကွန်တာဆိုတဲ့စကားလုံးထည့်လိုက်တဲ့အခါကျတော့ဘ
ဘာသွားပြီးတော့ရတော့ဆိုလူယုံမှာဒါနဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့ကွန်ဒဒါနလို့ခေါ်တယ်ပေါ့ကွန်ဒဆိုတာလူယုံမှာကြီးပေါ့အဲ့ဒီကိုယ်တော်ကလည်းဝတ်ကြွေးကဘလောက်ကြောက်စရာကောင်းတော့ဆိုရင်လူဘဝနေတော့ကဘာမှမဖြစ်ဘူးယဟန်ဝတ်လိုက်တဲ့အချိန်ကစပြီးတော့သူ့နောက်မှာပုံရိပ်ပေါ်နေတဲ့အမျိုးသမီးတယောက်ကအမြဲလိုက်တယ်သူကမမြင်ရဘူးပတ်ဝန်းကျင်လူတွေကအကုန်မြင်ရနော်အဲ့ဒီကိုယ်တော်ရဲ့နောက်ကအမျိုးသမီးငယ်တယောက်ကအမြဲတမ်းပါနေဆွန်လောင်းတဲ့တရားတော်တွေကပြောတယ်ဒါကကိုယ်တော်အတွက်ဒါကကိုယ်တော်ရဲ့ဒကမအတွက်နဲ့ဆိုပြီးတော့တချို့ကလည်းအဲ့ဒါပြောင်းပြောင်းလောင်းလောင်းလုပ်ပြီးတော့လောင်းလိုက်ကြတယ်သူကတော့နားမလဲဘူးပေါ့သူ့နောက်ကအမျိုးသမီးတယောက်ပါလာသူလည်းမသိဘူးမြင်လည်းမမြင်အောင်သို့တော့ပါနေတာကြီးကဟိုးလေးတကြောကြီးလူတကာကမြင်နေရတယ်ဘယ်လို့မှဖြေရှင်းလို့မရနိုင်တဲ့ပြဿနာကြီးဖြစ်လာနောက်ဆုံးမှာဘုရင်နန်းတော်ထိအောင်ဒီသတင်းကပေါက်သွားတယ်ပေါက်သွားတော့ကောသလမင်းကြီးကိုယ်တိုင်ဒီရဟန်းတော်တစ်ပါးနောက်ကအမျိုးသမီးတယောက်အမြဲတမ်းပါတယ်ကျောင်းအခန်းထဲဝင်သွားလဲပါသွားတာပဲအမြဲတမ်းတူတူနေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ်နေတယ်ဘေးကလူတွေကတော့ဒါပုံရိပ်ပေါ်တယ်ဆိုပေမဲ့လူကောင်းတဲ့ကြီးကိုမြင်နေရတာဆိုတော့ဘယ်သူမှမယုံဘူးပေါ့နော်အဲ့ဒါနဲ့ဒါတကယ်အဖြစ်ပြက်နော်ဘုရားလက်ထက်ကကောသလမင်းကြီးကလာပြီးတော့စုံစမ်းတယ်ဟုတ်လားမဟုတ်လားဒီသတင်းတွေကြားတော့လားစုံစမ်းတော့အဲ့ဒီကိုတော့ပြောလိုက်တော့ကျောင်းပေါ်ကထွက်လာတဲ့အခါသူ့နောက်ကအမျိုးသမီးတယောက်သူကမြင်နေရဒါနဲ့တက်ကြည့်တော့အဲ့ဒီအမျိုးသမီးမမြင်ရပြန်အောက်ပြန်ဆင်းလိုက်ပြန်တော့မြင်ပြန်ရောအဲ့ဒါပြောတယ်ကိုရောနောက်ကအမျိုးသမီးတယောက်ရှိနေတယ်ဆိုတော့သူကမရှိပါဘူးတဲ့သူတခါမှမမြင်ရဘူးဒီလိုပဲသူပြောခံနေရတယ်ပေါ့လေသူတယောက်တည်းပါသူဘယ်တော့မှအမျိုးသမီးတယောက်နဲ့တွဲနေတာမရှိပါဘူးတဲ့သူညင်းတယ်ညင်းမိမယ်ဘယ်လိုမှမရအဲ့ဒီမှာကိုတော်တွေကနေတိုင်ညတန်းညတာအစကဒီကိုရောနောက်ကအမျိုးသမီးတယောက်ပါနေတယ်ဆိုတော့ဒုသာသနာတော့နာမည်ပြတ်တော့မှာပဲဆိုပြီးတော့ဘယင်ထီအောင်တိုင်ကြတော့ဘယင်ကြီးကိုယ်တိုင်လာစုံစမ်းတာတဲ့အဲ့ဒါလာစုံစမ်းတော့ဘယင်ကြီးကလည်းမြင်တယ်နောက်ဆုံးကြတော့ဘယင်ကြီးကအမျိုးမျိုးစမ်းလိုက်ပြီးတော့စူးစမ်းတဲ့အခါတွေးလိုက်ပျောက်သွားလိုက်တွေးလိုက်ပျောက်သွားလိုက်ထွက်မသွားနိုင်အောင်သူကဝိုင်းထားပြီးရှာပြန်တော့လည်းမတွေးပြန်ဘူးအောက်ဆင်းပြီးပြန်ကြည့်ပြန်တော့ဒီအမျိုးသမီးပုံကပေါ်နေပြန်ရောအဲ့လိုလုပ်တော့ဘယင်ကြီးကဒါအကြောင်းတစ်ခုခုတော့ရှိမှာပဲဆိုပြီးဘုရင်ကြီးကဆုံးဖြတ်ပြီးတော့အဲ့ဒီကိုတော်ကိုအရှင်ဘုရားတဲ့ဒီပုံစံနဲ့ဆိုရင်ကိုတော်ဆုံးလောင်းမဲ့လူရှိမှာမဟုတ်ဘူးတဲ့သူနန်းတော်ပဲကြွပြီးဆွမ်းစားပါလို့ဆိုပြီးတော့ဒါဘုရင်ကြီးကတော့နားလဲသွားတယ်ပေါ့နော်ကြံတဲ့ရဟန်းတွေကမကျေနပ်ဘူးအဲ့ဒါလိုဖြစ်တယ်နောက်ကြတော့မှမြတ်စွာဘုရားကမဟုတ်ဘူးတဲ့အတိတ်ဘဝတုန်းကတန်တရားခရီးသွားတုန်းကသူအမှားတစ်ခုလုပ်ခဲ့တယ်အဲ့ဒီတုန်းကသူကနတ်သားတယောက်ဖြစ်ခဲ့တယ်နတ်သားတယောက်ဖြစ်တော့အဲ့ဒီအချိန်မှာယဟန်တော်နှစ်ပါးဟာညီကိုလိုပဲသိရင်းနေကြတယ်သူတို့နှစ်ပါးခရီးသွားအတူတူနေအတူတူအဲ့ဒီအကျင့်ကောင်းအနေထိုင်ကောင်းယဟန်တော်တစ်ပါးအတူတူသွားတာဒီကိုယ်တော်နှစ်ပါးအမြဲတမ်းလုံးတုံးနဲ့ပူးတွဲနေတယ်ပေါ့လေဘာမှမဟုတ်ဘူးတက်ဝင်ပြီးတော့အပြက်လောက်တာအဲ့ဒီနတ်ကဒီကိုယ်တော်နှစ်ပါးဟာဘယ်တော့မှဆိုပူးတွဲလှုပ်နေတယ်ငါကွဲအောင်လှုပ်အောင်မယ်ဆိုပြီးတော့ခရီးသွားတဲ့အချိန်မှာရဟန်းတော်တစ်ပါးကကိုရောတဲ့နောက်ဖေးသွားခြင်းလို့ခုခေတ်လိုပြောရင်တော့ကျမ်းမာရေးပေါ့နော်အဲ့ခြုံညားကိုခဏဝင်တယ်ဟိုကရောရှေ့နာအဆောင်ခြုံညားဝင်ပြီးတော့နောက်ဖေးသွားပြီးပြန်ထွက်လာတဲ့အချိန်မှာအဲ့ဒီနတ်ကဘာလုပ်တုံးဆိုအမျိုးသမီးအောင်ဖန်တီးပြပြီးတော့သပင်ကိုပြင်ပြီးတော့ထုံးတာတို့အဝတ်ပြင်ဝတ်တာတို့ဘိုးရပါရတွေပုံစံတွေအမျိုးမျိုးလုပ်ပြတယ်ပေါ့ဟိုကရောမြင်အောင်ပြလိုက်တာပြတော့ဟိုကရောလည်းမျက်စိမြင်လိုက်တာတကယ်မြင်လိုက်တာပဲထင်ရှားကြီးမြင်တယ်ဒီကရောကတော့ဘာမှမသိချဘူးသူကိစ္စပြီးတော့ရှေ့သွားတဲ့အခါကျတော့အနန္တလည်းရောက်ရောဟိုကရောပြောတာဟာကိုရောဒုတ်တိလာပဲကိုရောအကျင့်ပြက်ကြီးပဲလူယုံမာကြီးပဲကိုရောနဲ့တူတူမနေနိုင်ဘူးဆိုပြီးကွဲကြလေရောအဲ့ဒီမှာဟိုကိုရောကလည်းငါဘာမှလည်းမလုပ်ဖဲနဲ့ဘာဖြစ်လို့ဒီလိုဆွဆွဲရတာတော့ဆိုပြီးတော့နှစ်ပါးဟာကွဲသွားတယ်အဲ့ဒါတက်ဝင်ပြီးတော့ဟိုကွဲအောင်ဆိုပြီးတော့ရည်စရာဝင်လှုပ်တဲ့သဘောပဲเนาะအဲ့ဒီနတ်သားဟာတည်သွားတဲ့အခါကျတော့ငရဲကြပြီးတဲ့အခါအခု
ဒီဂေါရမမြတ်စွာဘုရားလိုက်တဲ့အခါကျတော့ကွန်ဒဒါနလာဖြစ်တာလာဖြစ်သည့်အတွက်ကြောင့်သူဟာအရှက်တကွဲအကျိုးနဲ့ဖြစ်နေရတယ်ဟိုရဟန်းနေကွဲအောင်လုပ်ခဲ့တယ်အရှက်တကွဲအကျိုးနဲ့ဖြစ်အောင်လုပ်ခဲ့တယ်နောက်ဆုံးကြတော့သူကလည်းမခံနိုင်တော့ဘူးသူ့ကိုလူယုံမကြီးလူယုံမနဲ့ခေါ်တဲ့အခါကျသူကပြန်ပြောလာတယ်ပြန်ဆဲလာတယ်ဆိုတော့မြတ်စွာဘုရားဆုံးမတယ်မင်းဟိုတုန်းကလည်းမဟုတ်တဲ့အယူအဆအတွေးခေါ်တွေကြောင့်လို့ဒီလိုဒုက္ခရောက်တယ်အခုလဲယဟန်ကောင်းနေနဲ့ပြန်ပြီးတုံ့ပြန်ပြီးရံဖြစ်နေမယ်ဆိုရင်ဒီတဲ့ပိုဆိုးသွားလိမ့်မယ်လို့ဆုံးမဘူးသိခံဖို့ရဟောတဲ့အခါနောက်ဆုံးကြတော့သူဟာယဟန္တာဖြစ်သွားတဲ့အခါမှာခုနကအမျိုးသမီးပုံရိပ်ကြီးပျောက်သွားတယ်ကဲတန်တရားမှာအမှားလုပ်ခဲ့ပြီဆိုလို့ရှိရင်ခံလျောအရှက်တကွဲအကျိုးနဲ့ဟုတ်ကဲ့လားအေးဒါကြောင့်မလို့ဒီဇတ်လန်းတွေကလည်းပဲမြတ်စွာဘုရားလက်ထက်ကတကယ်ပေါ်ခဲ့တာဗမာတွေအားလုံးသိကြတဲ့အထဲပဲဗိမိသာရမင်းကြီးခြေပွားဓာခွဲခံရတယ်ဆိုတာလည်းသိတာပဲเนาะအဲ့ဒါလည်းတန်တရားတစ်ခုမှအမှားလုပ်ခဲ့တာဗမာတွေကအများဆုံးနားလည်နေတော့ဘုန်းကြီးကျောင်းနဲ့ဖဏတ်စည်းခဲ့လို့ဇေဒီရင်ပြင်ဖဏတ်စည်းခဲ့လို့ဆိုတဲ့အဓိပ္ပာယ်မျိုးပြောကြတကယ်ကတော့ဖျားကိုပန်းတင်ပြီးတော့လှူတဲ့ပန်းကုံတွေပေါ်မှာသူဟာမယိုမသေးမလေးမစားလုပ်ပြီးတော့ဖဏတ်စည်းခဲ့တယ်လေးလေးစားစားမလုပ်ဖ ೇನೆ ဖဏတ်နဲ့စည်းခဲ့တယ်ဒီလိုတာမန်မြေပေါ်မှာစီးတာမဟုတ်ဘူးเนาะဖျားပန်းတင်တဲ့ခုံပေါ်မှာသူကမလေးမစားလုပ်ပြီးတော့စော်ကားလိုတဲ့အနေနဲ့စော်ကားမော်ကားလုပ်ခဲ့တဲ့အမှားအဲ့ဒီအမှားကြောင့်အခုဗိမိသာရမင်းဘဝရောက်တဲ့အခါမှာခြေဘဝဓာခွဲပြီးတော့အသက်ခံရတယ်ရိုးရိုးတတ်ရင်လည်းသိမှာပဲဒါပေမဲ့ခြေဘဝဓာခွဲတတ်တယ်ဆိုတာသူအမှားလုပ်ရကြောင်ဖြစ်တာဟောအဲ့ဒါကြောင့်မို့လို့အမှားယွင်းဆိုတာမဖြစ်စေသင့်ဘူးတဲ့နောက်တီးတဲ့ဆိုတဲ့အမှားယွင်းတစ်ခုဆိုတာလောတကဒိဋ္ဌဆိုတာယဟနာဖြစ်သည့်ဘဝတိုင်အောင်သူကဝအောင်ဘယ်တော့မှမစားရအောင်ခုနလိုပဲသူများအစားအစာနဲ့ပတ်သက်ပြီးတော့သူကပိတ်ပင်ခဲ့တာနောက်ဆုံးမှယဟနာဖြစ်သွားတဲ့နေ့ပြိဋိဘံဆံမဲ့နေ့တောင်မှပဲရှင်သာရိပုတ္တရာကတနာလို့သူ့ကိုစားစေခြင်းလို့ပေးလိုက်တဲ့ဆောင်းကိုတော်တွေကမေ့ပြီးတော့သူ့မကြွေးကြဘူးတဲ့ဟောသူ့အကုသိုလ်ကြောင့်အဲ့ဒါနဲ့ရှင်သာရိပုတ္တရာမထေရမြတ်ဟာမွန်းလွဲမှမြို့ထဲတစ်ခါဆွမ်းခံဝဲနေမွန်းလွဲတဲ့အချိန်လာလို့ရှိရင်တော့ရှေးကဒကာဒကမတွေကအဖျော်တို့ယမကာတို့စတုမရုတို့လှူလေးရှိတယ်ပေါ့ရှင်သာရိပုတ္တရာဒီအချိန်ကြည့်ပြီးတော့ဒကာဒကမတွေကစတုမရုတပိတ်လှူလိုက်တယ်အဲ့ဒီစတုမရုတပိတ်လေးကိုကိုယ်တိုင်ယူပြီးတော့ခေါဏကလောတကဒိဋ္ဌဆိုတဲ့ကိုတော့နောက်ဆုံးနေ့ကလေးမှာသွားပြီးတော့စတုမရုအဝါကျွေးတယ်အဲ့ဒီတနေ့ပဲအဝါအောင်စားဒါလည်းစားပြီးတော့ပြိဋိဘံဆံသွားတယ်သူဟာဟောကြည့်ငတ်ငတ်ပြက်ပြက်နဲ့သွားရတာဘာဖြစ်လို့တစုံတစ်ခုသောဘဝမှာသူအမှားယွင်းနေလုပ်ခဲ့တယ်ဒါကြောင့်မို့လို့အမှားအယွင်းနေလုပ်ခဲ့လို့အမှားအယွင်းခံရတဲ့ပုဂ္ဂိုလ်တွေဟာအများကြီးရှိတယ်မြတ်စွာဘုရားကိုယ်တိုင်ပဲမှားယွင်းလုပ်ခဲ့သည့်အတွက်ကြောင့်မလိုအပ်ဖဲနဲ့6နှစ်ပတ်လုံးပင်မကြီးခံပြီးတော့ဒုက္ခရစရိယကြည့်ခဲ့တာဟာကသဗ္ဗမြတ်စွာဘုရားလက်ထက်ကဇောတိပါဠဆိုတဲ့ပုံနာလူလင်ဖြစ်ခဲ့တဲ့အချိန်မှာသူကအမျိုးဆက်ကိုအကြောင်းပြုပြီးတော့မာမနာတွေတအားတက်ခဲ့တယ်တက်ခဲ့သည့်အတွက်ကြောင့်သူကမလိုအပ်ဖဲနဲ့ပင်ပန်း6နှစ်ပတ်လုံးဒုက္ခရစရိယကျင့်ခဲ့တယ်ကျင့်ရတယ်ကသဗ္ဗမြတ်စွာဘုရားဖျားဖြစ်တာနဲ့ပတ်သက်ပြီးသူကအကျင့်တရားနဲ့ပတ်သက်ပြီးတော့ပြောခဲ့တယ်မာမနာတက်ပြီးတော့เนาะအဲ့ဒါကြောင့်မို့လို့သူဟာမလိုအပ်တဲ့အကျင့်တွေကိုအသက်သေခံဤသေလောက်အောင်ပြင်းထန်တဲ့တပအကျင့်တွေကိုကျင့်ကြရတာအဲ့ဒီဝစီဗေဒကံကြောင့်ပဲအဲ့ဒါလဲအမှားတစ်ခုကြောင့်ဒီလိုဖြစ်ရတာမြတ်စွာဘုရားနဲ့ပတ်သက်လာလို့ရှင်ပုပ္ပကမ္မပိလောတိကအပါဒံဆိုတာရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားလောက်ရတဲ့ဟာဒီဘဝမှာဘုရားဖြစ်တဲ့ဘဝတည်းပဲလွန်ခဲ့တဲ့တန်တရားခရီးသွားရင်တော့ကအမှားယွင်းနေလောက်ခဲ့သည့်အတွက်ကြောင့်ခေါင်းကိုက်ရတာရှိတယ်ခါနာရတာရှိတယ်နောက်ဝေဒဇာပြေမှာမယောဇန်တွေပဲမြင်းစားတဲ့မြင်းကျွေးတဲ့မြင်းတွေစားတဲ့မယောဇန်တွေကိုစားခဲ့ရတယ်နောက်ဆုံးမှသွေးဝမ်းသွန်ရတယ်ဆိုတဲ့ဒီဒုက္ခတွေခံရတာဟာရှေးက
တန်တရားခရီးသွားဆုံးကမှားမှားယွင်းယွင်းပြုလုပ်ခဲ့တဲ့လောက်ရတဲ့ကြောင့်ပဲတဲ့အေးဒါကြောင့်မို့လို့ဝိသခါတို့နဲ့ပတ်သက်လာတဲ့အခါကျတော့ဒီလိုကျောင်းမာကြီးဝိသခါနဲ့ပတ်သက်ပြီးတော့မှားယွင်းတယ်ဆိုတဲ့လောက်ရမတွေ့ရဘူးဝိသခါကျောင်းမာကြီးကအမြဲတမ်းချမ်းသာတယ်မဟာလတ္တတန်းစာကြီးကိုတန်းစာဆင်ရတယ်အိုဒီထိအောင်နုပြိုနေတယ်အသက်120ရှိတယ်တည်တဲ့အခါကျတော့နိဗ္ဗာန်ရတိနတ်ဘုံရောက်တယ်ဟောသူ့ရဲ့ဇာလန်းကအကုန်အကောင်းကြီးပဲသူမှားမှားယွင်းယွင်းမလုပ်ခဲ့ဘူးဆိုတာထင်ရှားတယ်ပေါ့အနာရဝိတ္ထေကြီးလည်းမှားယွင်းတဲ့အနေအထားမျိုးတွေမတွေ့ရဘူးမတွေ့ရတော့တည်တဲ့အခါမှာတုတ်တိတာနတ်ပြည်ရောက်သွားတယ်အမှားယွင်းမရှိဘူးအမှားယွင်းမရှိတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိတာပဲဒါကြောင့်မို့လို့တတိထားပြီးတော့တန်တရားခရီးသွားတဲ့အခါမှာအမှားယွင်းတွေမလုပ်မိစေဖို့ဆိုတာဒီဇာလန်းတွေကိုနမူနာယူပြီးတော့မိမိတို့ဘဝမှာအပျော်ပျော်၍ဖြစ်စေစိတ်ဆိုး၍ဖြစ်စေမတိမုန်းထား၍ဖြစ်စေအမှားယွင်းတွေကိုမလုပ်မိအောင်တတိထားပြီးတော့ရှောင်ကျဉ်ကကောင်းရင်တဲ့အမှုများကိုသာပြုလုပ်ခြင်းဖြင့်မိမိတို့တန်တရားခရီးသွားတဲ့အခါမှာဖြောင်းမြောက်တန်းတန်းသွားရပြီးနောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုကြရမှာလို့ဆိုတာကိုတတိထားပြီးတော့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံပဝါယံတုသူကန္တကာမေတ္တာပုံနေတုသင်္ကမစုပေါင်းပို့အမေတ္တာတဟုရောင်မြူပါဝင်းငွေလမင်းနှင်းရောင်ချင်းရှေယုံပေါင်းဆောင်ရခြင်းကြောင့်တဝေတံကျွမဲ့အိုသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်စိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြအကုန်သည်ဖြစ်၍သူကံတကလေအောင်လေတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနန်တို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း